ရောမရဲ့နှွေထွက်ခြင်းအစပကံပြည်ရဲ့နေဝင်ခြင်းအဆုံးအတူတူကြည့်ကျင်တယ်အဲ့ဒီစာသားလေးကိုသိမယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်မယ်ဆိုရင်ပို့ပြီးတော့အဓိပ္ပာယ်ရှိလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။ဘာလို့လဲဆိုတော့ဒီဗီဒီယိုလေးကအရှေ့ရောမအင်ပါယာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့တူရကီနိုင်ငံမှာရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒီနေရာလေးကတော့တူရကီနိုင်ငံရဲ့ tourist attraction တွေကတခုဖြစ်တဲ့ကပတ်ဒိုးရှားပဲဖြစ်ပါတယ်အဲ့ဒီနေရာလေးမှာကျွန်တော်တို့စီကပကံနဲ့တူတဲ့အချက်တော်တော်များများရှိရပေါ့နော်ပထမတစ်ချက်ကတော့ကျွန်တော်တို့ပကံလိုပဲမနက်ခင်းနေထွက်ချိန်တွေကိုဘောလုံးနေစီးပြီးတော့ကြည့်လို့ရတယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်သွားရရှင်ဆောင်းလင်းဖြစ်တဲ့အတွက်မျက်ခြောက်တွေရမ်းပေါ်တယ်အဲ့လိုမျက်ခြောက်တွေပေါ်တဲ့အတွက်ပကံရဲ့ဒေတာဖြစ်တဲ့အညာငွေသက်တွေကိုခံစားရတယ်တတိယတစ်ချက်ကလည်းပကံလိုပဲလဲစရာလေးလာစရာတွေအများကြီးရှိလို့ဒီကပတ်ဒိုးချမှာလဲစရာလေးလာစရာတွေအများကြီးရှိရဗျာဒါအပြင်ကပတ်ဒိုးချမှာ adventure trip ပုံစံမျိုးတွေထွက်လို့ရသေးတယ်ဗျာမိသားစုနဲ့ပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်ဒီတောင်ကုန်းကြားထဲမှာ off road ကားတွေလေဘင်းဆိုင်ကယ်တွေကိုငှားပြီးတော့ပတ်မောင်းလို့လည်းရပါတယ်ယခုကျွန်တော်နောက်မှာရောက်ရှိနေတဲ့နေရာကတော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကနေစရာအဖြစ်ထွန်းထူထားတဲ့ကြောက်တောင်ကြီးပဲဖြစ်ပါတယ်ဒီနေရာကိုတော့တူရကီဘာသာစကားနဲ့ဥကရုလို့ခေါ်တယ်ပေါ့ဗျာနေထွက်တာလည်းကြည့်ပြီးသွားပြီလေစရာအကြောင်းတွေလည်းသိပြီးသွားပြီဆိုတော့အခုကပတ်ဒိုချာဂေါ်ရမီမြို့ရဲ့နိုင်ဗျူးလေးကိုကြည့်ပေးကြပါဦးအခုကတော့ကျွန်တော်ဂေါ်ရမီမှာနိုင်ဗျူးကြည့်ဖို့အတွက်တောင်ပေါ်တက်မှာဖြစ်ပါတယ်အခုကျွန်တော်ရောက်နေရတော့ကျွန်တော်ဂရမင်ရဲ့မြို့ပေါ်မှာရှိတဲ့ view ကျက်နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်အခုလိုမျိုးရောမအင်ပါယာရဲ့နေထွက်တဲ့အချိန်တွေနောက်ပြီးတော့စိတ်ဝင်စားဖို့ရဲ့နေရာအကြောင်းတွေနဲ့အခုလိုလှပတဲ့ night view တွေကိုကြည့်ရှုခန်းစားပြီးဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်ပြရစီခင်ဗျာ